Alungo mangla pauna pisumbaze sutau meta potha epade atu misido mesopia hoja khere udonga metia go najaya aw kalena dema tawanai etai mangla mutame sore udonga metia go nachacha mangla tabalo mesopia ga hoja khere tekni tia ye gongsan jaro ngye pie ne pie shi tala shi mishi daga ma su dogo alung taba se msabe ya mesa pia tia go na jaya aw alung che ma chen da ja ba ngye pie ne pie soda shi tala lo me da joke ka phie lai den shi ba bu kwa shi ba bu kwa so tu myet long ji hlan ji ma ji ne lo shi buသူကမရှိဘူးထင်လို့မေးတယ်လူကျုပ်ကမရှိဘူးပိတ်ပြောတယ်မျက်လုံးပြူကြည့်တာပေါ့ရှင်များတို့ဟောနေတော့ငရဲပြေနတ်ပြေရှိတဲ့ဆိုအေးလေအဲ့ဒါစာအုပ်ထဲကကြည့်ဟောတာပဲငရဲပြေနတ်ပြေငါမမြင်လို့မရှိဘူးပြောတာသူကမမြင်လို့မရှိဘူးလို့ညင်းမလို့လှုပ်တဲ့လူကိုကျုပ်ကမမြင်လို့မရှိဘူးပြောတော့ဟိုလူဘေးလို့နေတာဖြစ်နေပြီဒီလိုပါကွာလို့မင်းတို့ကမမြင်ရင်မရှိဘူးမတွေ့ရင်မရှိဘူးလက်တွေ့မဟုတ်ရင်မယုံဘူးလှုပ်နေကြပါလေလို့ကဲငါပြောမယ်ကွာလို့မမြင်လို့မရှိဘူးဆိုရင်ရှိတော့ရှိပါတယ်ကွာရှိတဲ့အကြောင်းလည်းငါပြောမယ်ပေါ့လို့မင်းအခုဟောဒီနာမှာတို့ထိုင်းနေတယ်ကွာလို့ဒါပါလေးတုံးဟိကျုပ်ကကင်ပြဟိုအဝတ်အစားမပါဘူးရုပ်လေးဟိုရောဘာရုပ်လေးတင်ထားတယ်ဒါပါလေးတော့အဲ့ဒါရုပ်လေးဖြစ်မင်းဒီရုပ်လေးဒီနာရှိတယ်ဆိုတာအခုယုံရလားလို့ယုံတော့ဗောဗျာတဲ့မျက်စိအောက်တင်မယ်မင်း50လမ်းသွားကြည့်ကွာအဲ तू ကမတ်တက်ထားတယ်သွားမဟုတ်ပါဘူးစိတ်ထဲကစိတ်ထဲ50လမ်းသွားပြီးကြည့်လိုက်မြင်မှုလိုက်မြင်တယ်ဗျာရှိတယ်ဆိုတာမင်းယုံလားယုံပါတယ်ကဲတမိုင်လောက်သွားတော့ဒီနာမင်းယုံကြည့်တဲ့အဆောင်တစ်ယောက်ထားခဲ့ဒီကလေးလည်းငါဖွဲ့မပြစ်ဘူးထူးချေလည်းမပြစ်ဘူးမီးလည်းရှို့မပြုတ်ဒီကလေးလေးထားပြခဲ့ဟောဒီအယုတ်လေးတမိုင်လောက်ကသွားကြည့်ဟေးလို့မမြင်သေးလားမြင်ဘူးဗျာအယုတ်လည်းငါဖွဲ့မထားပါဘူးကွာလို့ဒီနေရာဘယ်မှာလဲဖြောင်းပြပါဘူးလို့ရှိတယ်ဆိုရင်မင်းယုံမလားဟေ့ဒါတော့ဗျာတဲ့ယုံမှာပေါ့တဲ့ဟောဗျာမင်းမမြင်မနဲ့ယုံသလားလို့မင်းကသာမမြင်မေမယ်လို့သူကတော့ဒီမှာရှိနေတယ်ကွာလို့မမြင်မေမယ်လို့အခုရှိနေတာကိုမင်းယုံရင်ငရဲနတ်ပြည်ဆိုတာကိုမမြင်တာနဲ့မယုံဘူးပြောလို့ကိုကဲမင်းတို့သိတော့မလားကွာကဲမင်းကမင်းမဲ့ကွာလို့ဒီနေ့ပါနေတော့ဒီနေ့တနင်္ဂနွေပါဗျာတဲ့တပည့်တော်ကျူရှင်အားလို့ဒါကြောင့်ဆရာတော်နဲ့တွေ့ရတာပါတဲ့ကဲဒါဖြစ်ကောင်းပြီကွာမင်းတနင်္ဂနွေဆိုတော့ဒီနေ့တနင်္ဂနွေပြီနောက်တစ်ခါပါတော့ဒါပြင်ကတနင်းလာဗျတနင်းလာပြသားမှာကွာလို့ငါကြည့်ကျင်လို့ရှင်မရတနင်းလာဘယ်ကြည့်ဖြစ်မလို့ဗျရှိဖြစ်ရမှာပေါ့ကွာလို့တနင်းလာကနက်ပြင်ကကြမှာတနင်းလာတွေ့ရမှာနက်ပြင်ကကြတော့ကိုတွေ့မလားလို့တွေ့တော့တွေ့ဘူးပေါ့ဗျာတဲ့တနင်းလာလို့ဒါသိယုံပဲပေါ့တနင်းလာလို့သိတယ်ဆိုတာမမြင်မဲနဲ့မတွေ့မဲနဲ့မင်းသိယုံလေးနဲ့ယုံသလားလို့ဒါတော့တနင်းလာဖြစ်နေတော့ယုံရမှာပေါ့ကဲဒါဖြင့်ကောင်းပြီမင်းတနင်းလာဒီကနေ့ပြနိုင်ရလားဟိပြနိုင်မှုဗျာတဲ့ဘာလို့လို့မရောက်သေးလို့တဲ့နေ့ပြင်ကတနင်းလာဆိုတော့မင်းဒီတနင်းလာကိုဘယ်နေ့ကြမှာတွေ့မှာတော့နေ့ပြင်ကကြမှာတွေ့မှာပဲအေးကွာတဲ့မင်းတနင်းလာတောင်မှလို့ဒီကနေ့ကမေးတာမင်းနေ့ပြင်ကမှသိမှာနေ့ပြင်ကမှတွေ့မှာပြလို့မရပါဘူးဆိုရင်လို့တနင်းလာကိုမရောက်သေးတော့တနင်းလာမသိတယ်လို့မတွေ့တယ်လို့မရတယ်လို့ပါပဲကွာလို့အဝိစီဆိုတာကလည်းဝေးနေလို့မရောက်သေးလို့ပါကွာလို့နေ့ပြင်ကရောက်ရင်တနင်းလာလို့သိတယ်လို့အဝိစီလည်းမင်းမရောက်သေးလို့ရောက်ရင်တော့သိမှာပါကျုပ်စိတ်ဆိုးတာအဲ့ဒီကောင်မျက်နှာကြီးကိုရဲသွားဒါကြောင့်တက္ကကြီးတို့ရာလို့မရောက်လို့ဝေးလို့မသိတာပါနတ်ပြေငရဲပြေဆိုတာတွေရှိကိုရှိတယ်ဗျ